လူတိုင်းတော့ဆရာရဲ့ကျွန်တော်ပါဝင်ပေါ့လူတိုင်းတော့ရွှေဆိုင်နေစိန်ဆိုင်နေကာရှိုးရုံးနေအချမ်းမြေရောင်းစင်တာကြီးတွေဒီလိုဟိုတယ်ကြီးတွေပေါ့ဗျာအဲ့ဒါဖောက်တယ်ဖြစ်ချင်ကြတယ်ကျွန်တော်လည်းဖောက်တယ်ဖြစ်ချင်တာပေါ့ဆရာရဲ့လာအချမ်းမြေကြီးတွေလုပ်ငန်းကြီးတွေဖောက်တယ်အနည်းဆုံးဒီလိုဟိုတယ်ကြီးတွေဖောက်တယ်ဖြစ်မကောင်းလားဆရာကျွန်တော်ဘာလဲဘာဖောက်တယ်ဖြစ်လဲဆိုဆရာရန်ကုန်ဆေးုံကြီးအရေးပေါ်တော့ဖောက်တယ်ရန်ကုန်ဆေးုံကြီးအရေးပေါ်တော့ဖောက်တယ်ဖြစ်နေတာအဲ့တော့မှဆရာဝန်တွေကချင်းသွားတယ်ကျွန်တော်တော်ကြနေရောက်အဲ့မှာရှိတဲ့အကူဝန်ထမ်းတွေရှိဆရာဟာရောက်လာပြန်ပြီရောက်လာပြန်ပြီဆိုဘာဖြစ်လဲဆိုတော့ဒီဟာကြီးပြုတ်ထွက်တာစစ်ပြုတ်အကျွမ်းပြုတ်တယ်ပေါ့ဆရာအဲ့ရုံးကန်ထဲမှာကျွန်တော်အခုဒီဒေါက်တာဝင်းတန်းရဲ့ဟာလဲကျွန်တော်ဘာသွားပြီးလုပ်ဖြစ်လဲဆိုတော့ဇွဲနဲ့လုံလာဝရိယညာကအဓိကကိုယ့်ရဲ့အဲ့ဟာကိုကျွန်တော်ကြိုက်တာစက္ကန့်မိနစ်နေ့ရက်တွေဟာရေကြီးရွှေ့ချဒိဗေရှိစွာရုံးကန်ခြင်းနဲ့သုံးချမဲ့လူကလုံလာဝိရိယဆွဲနဲ့ညာဟာဒီကကိုယ့်ရဲ့လောကကြီးမှာလကားရ